ကဘာမြေရဲ့ကံကြမ္မာဟာစက္ကန့်ပိုင်းအတွင်းပြောင်းလဲသွားနိုင်တယ်ဆိုတာသင်ယုံကြည်ပါသလားအခုတော့အဲ့ဒီအခြေအနေကတကယ်ဖြစ်လာပါပြီ SHIELD ရဲ့ရှုပ်ဝှက်တူတဲ့သနာစကန်တစ်ခုမှာtime တာလို့မရနိုင်တဲ့စွမ်းအင်တွေထပ်ပေါ်နေပါတယ်အဲ့ဒီစွမ်းအင်တွေရဲ့အရင်းမြစ်ကတော့ Tesseract လို့ခေါ်တဲ့ထူးဆန်းတဲ့အရာဝတ္ထုတစ်ခုပါဒီအရာကိုထိန်းချုပ်ဖို့ကြိုးစားရင်းကနေမမျောလင့်ပဲအာကာသထဲကတကားပေါက်တစ်ခုပွင့်သွားခဲ့ပါတယ်အဲ့ဒီထဲကနေထွက်လာတာကတော့ SK ကနတ်ဖျားလိုကီပါပဲရောက်ချင်းမှာပဲအဆောင်တွေကိုတပ်ဖြတ်ပြီး Tesseract ကိုသိမ်းပိုက်လိုက်ပါတယ်ဒါတင်မကသေးဘူးသူကင်ဆောင်ထားတဲ့တုတ်တန်ရဲ့စွမ်းအားနဲ့ Clint Barton နဲ့ Eric Selvig တို့ကိုစိတ်ညှို့ပြီးသူ့ရဲ့နောက်လိုက်တွေအဖြစ်ပြောင်းလဲလိုက်ပါတယ်စခန်းတစ်ခုလုံးပြိုကျပျက်စီးသွားတဲ့အချိန်မှာ Loki ဟာထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီဒါရိုက်တာ Nick Fury ဟာဒီအခြေအနေဟာကဘာကြီးအတွက်အဆင့်အမြင့်ဆုံးအန်ဒီရဲ့ဆိုတာကိုချက်ချင်းသဘောပေါက်လိုက်ပါတယ်သူဟာနှစ်ပေါင်းများစွာသိမ်းဆည်းခခဲ့တဲ့ Avengers Initiative ဆိုတဲ့အစီအစဉ်ကိုပြန်လည်အသက်သွင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဦးဆုံးအနေနဲ့ Natasha Romanoff ဟာအိန္ဒိယမှာဆေးကုသပေးနေတဲ့ Bruce Banner ကိုတွားရောက်ရှာဖွေခဲ့ပါတယ်ဒီချိန်နဲ့လာပဲ Nick Fury ကိုယ်တိုင်က Steve Rogers စီကိုတွားရောက်ပြီးကဘာကြီးကိုကယ်တင်ကိုအကူအညီတောင်းခဲ့ပါတယ်ဒါအပြင် Phil Coulson ကလည်း Tony Stark ရဲ့အိမ်ကိုတွားပြီးအခြေအနေတွေကိုရှင်းပြခဲ့ပါတယ်မတူညီတဲ့အရေးချင်းတွေရှိတဲ့ဒီလူတွေဟာတနေရာထဲမှာစူးစီးကိုဖြစ်လာခဲ့ပါလိုကီဟာဂျာမနီနိုင်ငံရဲ့မြို့တစ်မြို့မှာလူအများရှိကိုထုတ်ပေါ်လာပါတယ်သူဟာလူတွေကိုသူ့ရှေ့မှာဒူးထောက်ခိုင်းပြီးသူ့ရဲ့အုပ်ချုပ်မှုကိုလက်ခံကိုချင်းညောင်နေပါတယ်အဲ့ဒီအချိန်မှာပဲ Steve Rogers ကရောက်ရှိလာပြီးလိုကီကိုတားဆီးပါတော့တယ်မကြခင်မှာပဲ Tony Stark ကလည်း Iron Man ဝစ်ဆိုနဲ့ကူညီဖို့ရောက်လာပြီးလိုကီကိုအလွယ်တကူကဖမ်းဆီးနိုင်ခဲ့ပါတယ်ဒါပေမဲ့သူတို့ကိုလေရင်နဲ့ plan ခေါ်လာတဲ့လမ်းမှာမိုးကျွေးမုန်တိုင်းတွေကြာရောက်လာပါတယ်အဲ့ဒါဟာတော်ရောက်ရှိလာခြင်းရဲ့အစပြုံးမှုပါပဲတော်ဟာသူ့ညီလိုကီကို Asgard ကိုပြန်ခေါ်တော့မှုစူးစမ်းရင် Tony Stark နဲ့ Steve Rogers တို့ကြားမှာအထင်မြင်လွဲမှားမှုတွေဖြစ်ပြီးတိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့အားလုံးဟာရန်သူတူတာကိုသဘောပေါက်ပြီး SHIELD ရဲ့လေရင်တင်ပွဲကြီးပေါ်ကိုအတူတူလိုက်ပါလာခဲ့ကြပါတယ်လေရင်ပေါ်မှာသူရဲကုန်းတွေကြားမှာတင်းမာမှုတွေစော်တင်ဖြစ်ပေါ်လာပါတယ်တယောက်နဲ့တယောက်ယုံကြည်မှုမရှိကြသလို Nick Fury ဟာ Tesseract ကိုအသုံးပြုပြီးလက်နက်တွေထုတ်လုပ်ဖို့ကြိုးစားနေတာကိုသိသွားတဲ့အခါမှာတော့အခြေအနေတွေကပိုဆိုးသွားပါတယ်အချင်းချင်းအငင်းသွားနေတဲ့အချိန်မှာပဲ Loki ရဲ့နောက်လိုက်တွေကလေရင်ကိုတိုက်ခိုက်ပါတော့ဒီတိုက်ခိုက်မှုကြောင့် Bruce Banner ဟာကိုမထိန်ချုံနိုင်တော့ပဲ Hulk အထိပြောင်းလဲသွားပြီးတင်းဘောပေါ်မှာထက်စီးမှုတွေလွတ်ဆောင်ပါတော့တယ်ဒီရှုပ်ယုံမှုတွေကြားမှာ Phil Coulson ဟာ Loki ရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးသွားခဲ့ရပါတယ်ဒီအဖြစ်အပျက်ဟာသူရဲကောင်းတွေအတွက်ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်စေပါတယ်သူတို့ဟာကိုယ့်အတ္တတွေကိုဘေးဖယ်ထားပြီးအတူတကွလက်တွဲဖို့လူအပ်နေပြီဆိုတာကိုနားလည်သွားကြပါတယ်တစ်ဖက်မှာတော့ Loki ဟာ New York မြို့ရဲ့ Stark Tower ပေါ်မှာ Tesseract ကိုအသုံးပြုပြီးကောင်းကင်ယံမှာအာကာသတကားပေါက်တစ်ခုပွင့်သွားခဲ့ပါတယ်အဲ့ဒီထဲကနေထွက်လာတာကတော့ Chitauri လို့ခေါ်တဲ့ Groyan စစ်တပ်ကြီးပါပဲမြို့ထဲကိုအလုံးအရင်းနဲ့ဝင်ရောက်လာပါတော့တယ်လူသားတွေဟာတခါမှမမြင်ဘူးအစစ်ခွဲကြီးနဲ့ရင်ဆိုင်နေပါပြီNew York မြို့ရဲ့လမ်းမတွေပေါ်မှာမြင်ကွင်းဟာတော့ငရဲခန်းတစ်ခုလိုပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာပဲ Avengers အဖွဲ့အစည်းအားလုံးတနေရာထဲမှာစူးစီးမိသွားခဲ့ပါတယ် Captain America ကဦးဆောင်ပြီးတယောင်ချင်းစီရဲ့တာဝန်တွေကိုခွဲဝေပေးလိုက်ပါတယ် Iron Man ဟာကောင်းကင်ယံကရန်သူတွေကိုတိုက်ခိုက်ပြီး Thor ဟာမိုးချွေးစွမ်းအိုင်းနဲ့တကားဘောက်ကထွက်လာတဲ့စစ်တပ်ကိုတားဆီးပါတယ်Black Widow နဲ့ Hawkeye တို့ကမြေကြီးပေါ်မှာလူတွေကိုကာကွယ်ပေးနေတဲ့အချိန်မှာပဲ Hulk ဟာရန်သူတွေကိုကျုံးတယ်လို့ချေမှုန်းနေပါတယ်။သူတို့ဟာအဖွဲ့အစည်းတစ်ခုအနေနဲ့ပထမဦးဆုံးထိရောက်တဲ့တိုက်ပွဲဝင်နေကြပါပြီ။တိုက်ပွဲကပြင်းထန်လာပါတယ်။ Chitauri စစ်တပ်ဟာအဆုံးမရှိထပ်ပေါ်နေတယ်လို့ကမ္ဘာလုံခြုံရေးကောင်စီကလည်း New York မြို့ကို nuclear ဒုံးကျည်နဲ့ပစ်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Tony Stark ဟာဒီဒုံးကျည်ကမြို့ကိုဖျက်ဆီးတော့မယ်ဆိုတာသိလိုက်တဲ့အခါမှာစွန့်စွန့်မှုတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာ nuclear ဒုံးကျည်ကိုလက်နဲ့ဖမ်းကိုက်ပြီးအာကာသထဲကတခါးပေါက်စီကိုဥတီပြန်သွားခဲ့ပါတယ်။အဲ့ဒီမှာရှိတဲ့ Chitauri တို့ရဲ့အမိတင်ပိုးကြီးကိုဒုံးကျည်နဲ့ကခိုက်ဖျက်ဆီးပစ်လိုက်ပါတယ်။ဒါပေမဲ့ဒီလွတ်ရကြောင်သူကိုယ်တိုင်လည်းအာကာသထဲမှာပိတ်မိပြီးတတိလေးသွားခဲ့ပါတယ်။ကဘာမြေပေါ်မှာတော့ Black Widow က Loki ရဲ့တုတ်တန်ကိုအသုံးပြုပြီးအာကာသတခါးပေါက်ကိုပိတ်ပစ်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Tony Stark ဟာကံကောင်းထောင်မအစွာနဲ့တခါးပေါက်မပိတ်ခင်ထဲမှာပင်ကဘာမြေစီကိုပြန်လဲကျဆင်းလာခဲ့ပါတယ်။ Hulk ဟာသူ့ကိုလေရင်မှာဖမ်းယူနိုင်ခဲ့လို့အသက်ဘေးကလွတ်မြောက်သွားခဲ့ရပါတယ်။တိုက်ပွဲဟာတော့ပြီးဆုံးသွားပါပြီ။ Loki ကိုလည်းသူရဲကောင်းတွေကအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်။မြို့ကြီးဟာပျက်စီးသွားခဲ့မဲ့လူသားတွေကတော့သူတို့ကိုကာကွယ်ပေးမဲ့သူရဲကောင်းတွေရှိနေပြီဆိုတာကိုသိသွားကြပါပြီ။
Thor ဟာ Loki နဲ့ Tesseract ကိုယူဆောင်ပြီး Asgard ကိုပြန်သွားခဲ့ပါတယ်။ဂျန်နဲ့သူရဲကောင်းတွေကလည်းကိုလန်းကိုပြန်လျှောက်လျှောက်ကြပေမဲ့အန်ဒီရဲ့တစ်ခုခုကြုံလာရင်သူတို့ဟာပြန်လဲစုစည်းမိအောင်မှအသေးကြပါပဲ။ဒါပေမဲ့ဒီစစ်ပွဲရဲ့နောက်ခံမှာပုံမကြီးမားတဲ့အင်အားတစ်ခုကစောင့်ကြည့်နေတာကိုတော့ဘယ်သူမှမသိသေးပါဘူး